လူတိုင်းဟာအသက်50ကျော်လာတဲ့အခါခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေကတိတိတတ်တာပြောင်းလဲလာပါတယ်။အစားအသောက်တွေစီကနေအာဟာရဆုပ်ယူမှုအားနည်းလာသလိုကိုယ်တွင်းအင်္ဂါတွေရဲ့လှုပ်ဆောင်ချက်တွေကလည်းအရင်လိုမတွက်လက်တော့ပါဘူး။ဒါကြောင့်ပဲဒီရွယ်မှာပုံမှန်ထက်ပိုတဲ့ဂရုစိုက်မှုနဲ့ဖြည့်စွက်အာဟာရတွေလိုအပ်လာတာပါ။အသက်50ကျော်သူတွေအတွက်အဓိကအရေးကြီးတဲ့အချက်၄ချက်ကို Centrum Silver ကဘယ်လိုကူညီပေးမလဲဆိုတာကြည့်ရအောင်။တနှလုံးကျန်းမာရေးအရွယ်ရလာတာနဲ့အမျှနှလုံးရဲ့လှုပ်ဆောင်ချက်ကိုအထူးဂရုစိုက်ရပါတယ်။ Centrum ထဲမှာပါတဲ့ vitamin B6, B12 နဲ့ folic acid တွေကနှလုံးကျန်းမာရေးကိုအကောင်းဆုံးအထောက်ပံ့ပေးပါတယ်။နှစ်အုံနောက်နဲ့မှတ်ဉဏ်မေ့တက်လာတာတွေအာယုံစူးစိုက်မှုအားနည်းလာတာတွေကိုကာကွယ်ဖို့အတွက်အုံနောက်ဆဲတွေကိုအားဖြည့်ပေးမဲ့အာဟာရဓာတ်တွေပါဝင်ပါတယ်။သုံးမျက်စိကျန်းမာရေးအသက်ကြီးလာရင်မျက်စိမှုန်တာကွဲတာတွေမဖြစ်အောင်ဗီတာမင်Cနဲ့လူတင်ဓာတ်တွေကတင့်ရဲ့အမြင်အာယုံကိုကာကွယ်ပေးထားမှာပါ။လေရိုးနဲ့ကိုယ်ခံအားစနစ်အားကောင်းနေဖို့အတွက်ဗီတာမင်နဲ့ဇင်တွေကယောဂဗျာတွေရန်ကနေအကာအကွယ်ပေးမဲ့တိုင်းတစ်ခုလိုဆောင်ရွက်ပေးပါတယ်။ဈေးကွက်ထဲမှာအားဆေးတွေအများကြီးရှိပေမဲ့ Centrum Silver ကတော့ကမ္ဘာနံပါတ်1ဆရာဝန်တွေအညွှန်းဆုံး brand ဖြစ်တယ်လို့အမေရိကန်နိုင်ငံကနေတိုက်ရိုက်တင်သွင်းထားတဲ့တရား authentic product ဖြစ်လို့စိတ်ချလက်ချတောက်သုံးနိုင်ပါတယ်။မိဘဘိုးဘွားတွေအတွက်ပဲဖြစ်ဖြစ်ကိုကျန်းမာရေးအတွက်ပဲဖြစ်ဖြစ်တနေ့ကိုတစ်လုံးတောက်ယုံနဲ့ပြည့်စုံတဲ့ကျန်းမာရေးကိုရရှိစေမှာပါ။အလုံးရည်220ပါဝင်တဲ့ဘူးကြီးတစ်ပူကို385,000ကျပ်တင်းနဲ့ Air Farmer မှာရရှိနိုင်သေးတာမို့ပစ္စည်းလေးမကုန်ခင်လက်မြန်ဖို့တော့လိုအပ်ပါတယ်။ကျန်းမာခြင်းဟာတကယ်လက်ကြီးတစ်ပါးပါ။တင့်ရဲ့နောက်နှစ်ပေါင်းများစွာကိုကျန်းကျန်းမာမာနဲ့ဖြတ်သန်းနိုင်ဖို့ Centrum Silver နဲ့အခုပဲစတင်လိုက်ပါ။